တခါတော့ကအမျိုးသားတယောက်ဟာသူ့မှာပိုက်ဆံမရှိတာမဟုတ်ဘူးဆိုတာတက်တည်ပြခြင်းလို့ရေပံခွက်ကိုထိလိုက်တာနဲ့ချက်ချင်းရွှေစင်းဖြစ်သွားတဲ့အမျိုးသမီးကမယုံသေးတာကိုတွေးတော့ငှက်လောင်အိမ်ကိုထပ်ထိလိုက်တာအဲ့ဒီလောင်အိမ်လည်းရွှေစင်းဖြစ်သွားတဲ့အားလုံးအံ့အားသင့်ကုန်ကြတယ်တကယ်တော့အဲ့ဒီမျိုးသားဟာတာမန်လူလိုပဲနေခြင်းနဲ့အစွမ်းထက်တဲ့လူတယောက်ဖြစ်နေတဲ့တရက်မှာသူဟာတက္ကစီမောင်းဖို့ပြင်ဆင်နေတော့မိန်းကလေးတယောက်ကားတိုက်ခံရတော့မယ်အခြေအနေကိုတွေးလိုက်ရတယ်အဲ့ဒီတော့အလျင်မြန်ပဲသူ့စွမ်းအားကိုသုံးပြီးအရှိန်ပြင်းပြင်းနဲ့လာနေတဲ့ထက်ကားကိုရပ်တန့်ပစ်လိုက်တယ်အလုံးဆက်လုပ်ဖို့ပြင်ဆင်နေတော့ချမ်းသာတဲ့အမွေဆက်ခံသူမိန်းကလေးတယောက်ရောက်လာပြီးသူ့ကိုစွမ်းအားတွေဘလို့300လဲတင်ပေးဖို့တောင်းဆိုတယ်သူကတက္ကစီနဲ့အရှိန်ပြင်းပြင်းမောင်းထွက်သွားတယ်အဲ့ဒီမိန်းကလေးကလည်းမျိုးရဲတစ်လျှောက်လိုက်ခဲ့တယ်ရုတ်တရက်ဇိမ်ခံကားတွေအတန်းလိုက်ပိတ်ဆို့ထားလို့အမျိုးသားဟာတက္ကစီဘောကဆင်းလိုက်ရတယ်သူဟာသူ့ရဲ့စွမ်းအားတွေသုံးပြီးတက္ကစီကိုအရွယ်စားသိငယ်အောင်လုပ်လိုက်တယ်အဲ့ဒီမိန်းကလေးကသူ့အိမ်ကိုဖိတ်ခေါ်ပြီးကဘာကြီးကိုကယ်တင်ဖို့အတွက်စွမ်းအားတွေတင်ပေးစေခြင်းနဲ့အမျိုးသားကတော့ဒါဟာကဘာရဲ့များတတ်မှုကိုပျက်စီးစေမှာဖြစ်လို့ဘသူ့ကိုမှစွမ်းအားတွေတင်ပေးလို့မရဘူးလို့ပြောလိုက်တယ်တစ်ချိန်တည်းမှာပဲအဲ့ဒီမျိုးသားရဲ့သမီးဖြစ်သူကသူ့ဖေအတွက်ရေးစားရှာပေးဖို့ချင်းတွေ့စီစဉ်တစ်ခုမှာဝင်ပြိုင်နေတဲ့အဲ့ဒီစီစဉ်ကိုတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီးထုတ်လုပ်ရေးအဖွဲ့ကလည်းအမျိုးသားရဲ့နေ့စဉ်ဘဝကိုမှတ်တမ်းတင်နေတဲ့ပြိုင်ပွဲဝင်တွေအားလုံးကချမ်းသာကြွယ်ဝသူတွေဖြစ်ပြီးမိန်းကလေးရဲ့ဖခင်ကသာတက္ကစီသမားဖြစ်နေတယ်အမျိုးသားကသူ့ကိုရိုက်ကူးနေတာကိုသတိပြုမိတော့လက်ချောင်းကိုတစ်ချက်တီးလိုက်တဲ့ပြားအုပ်ကြီးကဓာတ်ပုံဆရာကိုဝိုင်းသွားပြီးထုတ်လုပ်ရေးအဖွဲ့ရဲ့အချက်ပြမှုလည်းပျောက်သွားတယ်အိမ်ပြန်ရောက်တော့အသက်60ရှိနေပြီဖြစ်ပြီး3ရက်ပဲအသက်ရှင်ခွင့်ကျန်တော့တဲ့သူ့ရဲ့ဝန်ထမ်းဟောင်းအဖွားအိုတူရောက်လာတယ်အမျိုးသားကအဖွားအိုကိုအခန်းထဲခေါ်သွားပြီးသူ့စွမ်းအားတွေကိုသုံးကအမှုပြိုအောင်ပြန်လုပ်ပေးလိုက်တဲ့အဖွားအိုလည်းလုံးဝအံ့အားသင့်သွားတယ်